ရုပ်ကလည်းစိုးသားကလည်းမဲဝါးကလည်းဝါတဲ့ကျမ်းမယ်လီကိုရွာထဲကတမတောင်တင်းတဲ့လူပြိုချောလေးတယောက်ကအသေးအတန်လက်ထက်ချင်နေတဲ့ဆိုတဲ့သတင်းကြောင့်တရွာလုံးပေါ်လောရိုက်သွားပါတယ်တကယ်တော့ကျမ်းမယ်လီဆိုတာရွာထဲမှာဘယ်သူမှအဖက်လုပ်ကြည့်မဲ့မိန်းကလေးမျိုးမဟုတ်ပါဘူးကိုလုံးကိုတဲကဝါပိုင်ပြီးအသားကမဲယုံတင်မကရုပ်ရည်ကလည်းအတော်လေးတာမန်ပါပဲအဆိုးဆုံးကတော့သူမဟာတနေ့ကိုပြင်းပြင်းစစ်စစ်မနေပဲဖျူဖျဲနဲ့အတော်လေးပြင်းနေသူပါသူမမှာကျဲဝန်းတဲ့တတိချန်ကြီးရှိပေမဲ့ဂယုမဆိုင်တာကြောင့်တောအုပ်ကြီးလိုရိုင်းနေပါပြီအင်ချန်စီယိုတွေပြိုလဲနေရင်တောင်ပြင်ပြအဆုပ်လေးတွေနဲ့ကာထားလိုက်ပြီးလေးတိုက်လို့လဲသွားရင်တောင်ဟိုဘက်နည်းနည်းတိုးပြီးဆက်အိတ်တက်တဲ့သူမျိုးပါအဲ့ရခင်းတွေဆိုတာလဲညစ်ပတ်လုံးလို့အနံ့အတက်ကဆိုးဖက်တွေတောင်တင်နေပါပြီဒါကိုတောင်သူမကခါပြီးဆက်အိတ်နိုင်မှသေးတယ်တအားညစ်ပတ်သွားပြီဆိုရင်တော့အခန်းထောင်ကိုလွှတ်ပစ်ထားပြီးမိုးရွာရင်မိုးရေနဲ့ဆေးဖို့စောင့်နေတတ်ပါတယ်သူမရဲ့အခြေခံမူကတော့လဲလျောင်းလို့ရရင်မထိုင်ဘူးထိုင်လို့ရရင်မတက်မရက်ဘူးဆိုတာပါပဲတနေ့ကုန်အိမ်ထဲမှာအောင်းနေလိုက်တစ်ပင်လေးအောက်မှာနားလိုက်နဲ့ပိုးတဲ့ခြေလန်းတလန်းတောင်မလန်းကျင်တဲ့သူပါရွာသားတွေကတော့ဒီလောက်ရုပ်ဆိုးပြီးပြင်းတဲ့သူကတော့တစ်သက်လုံးအဖို့မရှိပဲတယောက်တည်းအထီးကျန်ပြီးတည်သွားမှာပဲလို့ကဲ့ရဲ့ကြပါတယ်ဒါပေမဲ့ဘယ်သူမှမထင်မှတ်ထားတာကတော့ရွာထဲမှာအလုပ်ကြိုးစားပြီးတမချုံမောတဲ့ဝန်နာကျူးကချုံမောလာပါပြီးဝီရိယရှိတဲ့မိန်းကလေးတွေကိုပြစ်ပယ်ပြီးလူတိုင်းကရွှေရှာကြတဲ့ကျမ်းမယ်လီကိုမှအယူမူလက်ထက်ချင်နေတာပါပဲဒီသတင်းကြောင့်တရွာလုံးဟိုးဟိုးကြော်သွားပါတယ်ရွာကမိန်းမတွေဆိုတာစုယုံပြီးဝန်တာကျူးတော့ခေါင်းထဲရေဝင်သွားပြီထင်တယ်လိမ္မာရေးချရှိတဲ့မိန်းကလေးတွေကိုထားခဲ့ပြီးဒီလိုအပြင်းထူတဲ့မိန်းမကိုမှယူရသလားဆိုပြီးအတင်းပြောကြပါတော့တယ်ဝန်တာကျူးရဲ့မိဘတွေဆိုရင်လည်းမျက်လုံးတွေတောင်နေရဲလာတဲ့အထိစိတ်ပူပြီးသူ့ကိုယူရင်မင်းတစ်သက်လုံးဆင်းရဲဒုက္ခရောက်ပြီးမျက်နှာငယ်ရလိမ့်မယ်လို့တားကြပါတယ်ဒါပေမဲ့ဝန်နာကျူးကတော့ဘသူတားတာမရတော့ပါဘူးသူဟာအဝတ်စားထုတ်ကိုအမြန်ပြင်ပြီးကျမ်းမယ်လီရဲ့ဟောင်းနှဆုပ်ပြတ်နေတဲ့အိမ်လေးတွေကိုချက်ချင်းပြောင်းရွှေ့လာပါတော့တယ်အဲ့ဒီအချိန်မှာကျမ်းမယ်လီကတော့ကလတ်ထိုင်ပေါ်မှာလှဲလျောင်းရင်းရက်တောင်ခတ်ပြီးအေးအေးဆေးဆေးနားနေပါတယ်ဝန်တာကျူးရောက်လာတာကိုမြင်ပေမဲ့မျက်တောင်တော့မခတ်ပဲအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်တာကတော့ကျုပ်ပေါ်မှာအချိန်ဖြုံးမနေပါနဲ့အလကားပဲကျုပ်ကထမင်းလဲမချက်တတ်ဘူးလေထဲလဲမစင်းနိုင်ဘူးဘာအလုံးမှလဲလုံးမမဟုတ်ဘူးကျုံနောက်လိုက်ရင်နင်းစင်းရဲဒုက္ခပဲရောက်လိမ့်မယ်လို့ကျမ်းမယ်လီကအပြက်ပြောပေမဲ့ဝန်တာကျူးကတော့တခုမှပြန်မပြောပါဘူးသူယူလာတဲ့ပစ္စည်းတွေကိုချထားပြီးတာနဲ့ချက်ချင်းပဲအလုပ်ဆက်လုပ်ပါတော့တယ်အိမ်တွင်းအိမ်ပြင်တမျက်စီလဲအမိုက်တွေရှင်းပြူကျနေတဲ့အင်ချန်စီယိုကိုပြန်ပြင်ပြီးခြံထဲမှာရိုင်းဆိုင်စွာပေါက်နေတဲ့မြက်ပင်တွေကိုပြောင်းဆင်အောင်ရှင်းပစ်လိုက်ပါတယ်ဒီအတော်အတွင်းကျမ်းမယ်လီကတော့တစ်ချက်ကလေးမှမလုပ်ပဲပက်လက်လဲရင်းအစိတ်လော်တွေကိုတစ်ဖောက်ဖောက်ဝါကထိုင်ကြည့်နေပါတယ်ရွာသားတွေကတော့အိမ်ရှိမှစုယုံပြီးကြည်စမ်းဝန်နာကျူးတော့နှစ်ရက်ထက်ပိုမခံပါဘူးမကြခင်အဆက်တကွဲနဲ့အိမ်ပြန်ပြေးရမှာလို့လောင်းကြီးထပ်ပြီးလှောင်ပြောင်နေကြပါတယ်တရွာလုံးကသူဘယ်တော့လက်လျှော့မလဲဆိုတာကိုပဲစောင့်ကြည့်နေကြတာပါတချို့ဝီးရရှိတဲ့မိန်းကလေးတွေဆိုရင်ကျမ်းမယ်လီကိုကူညီခြင်းအောင်ဆောင်ပြီးအိမ်ထဲဝင်လာကဝန်နာကျူးကိုစိတ်ပြောင်းအောင်တွဲဝိုက်ပြီးဖြောင်းဖြတ်ကြပါသေးတယ်ဒါပေမဲ့ဝန်နာကျူးကတော့အားလုံးကိုရင်ရင်ကြေးကြေးပဲညှင်းပယ်ခဲ့ပါတယ်ဘယ်သူကဘာပြောဝန်နာကျူးကတော့ဂယုမဆိုင်ပါဘူးနေတိုင်းထမင်းဟင်းချက်တာကအစအိမ်မှုကိစ္စအဝဝကိုသူတယောက်တည်းပင်ပန်းပန်းလုပ်ကင်ပါတယ်အိမ်ကချန်လူကြီးဒီတိုင်းဖြစ်နေတာနှမျောစရာကောင်းတယ်ဆိုပြီးမိသားစုဝင်ငွေရအောင်ပြောင်းမှုဆိုင်ဖို့သူဆုံးဖြတ်လိုက်ပါတယ်မိုးမလင်းခင်ကတည်းကလက်ထဲဆင်းပြီးတောရှင်းတဲ့နေဝင်မိုးချုံမှအိမ်ပြန်ရောက်တဲ့ပင်ပန်းလုံးလို့ခါတော်မဆက်နိုင်တဲ့အထိပါပဲဒါကိုတောင်ကျမ်းမယ်လီကတော့ထုံးစံအတိုင်းအေးလူလူလှဲနေတော့မှာပဲဘာတစ်ခုမှဥလုပ်ပေးဖို့စိတ်မကူးပါဘူးရွာသားတွေကတော့ဝန်နာကျူးအတွက်ပိုပြီးနှမျောတက်တက်ဖြစ်လာကြပြီးကျမ်းမယ်လီကိုလည်းလူကောင်းတယောက်ကိုအလကားတက်တက်ဒုက္ခပေးနေတဲ့တွေးအေးပြီးအတ္တကြီးသူလို့ဝိုင်းဆဲကြပါတယ်ဝန်နာကျူးစိုက်ထားတဲ့ပြောင်းမှုတွေကတော့ရိတ်သိမ်းချိန်ရောက်လို့အထွက်နှုံးအတော်လေးကောင်းပါတယ်ဒါပေမဲ့ပြဿနာကပြောင်းမှုဝယ်တဲ့ပွဲစားတွေကဈေးကိုစမတန်နှိမ့်နေကြတာပါပဲ6လလောက်ပင်ပန်းလောက်ကင်ခဲ့ပေမဲ့လည်းရလာတဲ့ဝင်ငွေကမပြောပလောက်ပါဘူးတနေ့မျိုးတက်ပြီးဈေးဝယ်ထွက်ကြတဲ့အခါမှာကျမ်းမယ်လီကဘာပစ္စည်းမှမဝယ်ပဲဆေးဘက်ဝင်ပင်နဲ့မှုရောင်းတဲ့ဆိုင်ရှိမှတင်တနေ့ကုန်ထိုင်ကြည့်နေခဲ့ပါတယ်အိမ်ပြန်ရောက်တာနဲ့သူမကဝန်တာကျူးကိုပြောင်းမှုခင်းတွေကိုဖျက်ပြီးတောမိုးတွေပြောင်းဆိုင်ဖို့ခိုင်းပါတော့တယ်ရွာသားတွေကဒါကိုကြားတော့မှုဆိုတာပြုစုရတာတိတ်ခတ်တာနုနုနဲနဲလေးတွေအပြင်းမကတော့ရှောက်ညွှန်ကြနေပြီးမကြခင်အရင်ပြုတ်တော့မှာပဲဆိုပြီးဝိုင်းရကြပါတယ်ဒါပေမဲ့ဝန်တာကျူးကတော့သူမကိုယုံကြည်တာကြောင့်မှုဆိုင်ဖို့တက်ထိုးတယ်မြင်းကြီးရဲ့အပူချိန်ထိန်းတဲ့နေရောညပါမှုတဲ့ထဲမှာပဲအချိန်ကုန်ပြီးဂယုတစိုက်ပြုစုပါတော့တယ်မိုးလေးတွေစပြီးထွက်လာကရှိသေးမိုးကစက်တိုက်ရွာပြီးရာသီဥတုကမိုင်းညိုလာပါတယ်မိုးထဲမှာစိုးထိုင်းစားတွေများလွန်းလာကြောင်းမိုးတွေကမှုတက်ပြီးပုတ်ကုံတော့မဲ့အခြေအနေစိုက်လာပါတယ်အခြားမိုးစိုက်တဲ့သူတွေကတော့စိုးထိုင်းစကြော့အောင်တဲအမိုးတွေလန့်လူအင်အားနဲ့အစိုးတက်ကိုဖယ်ရှားဖို့ရုံရင်းဆန်ခတ်ဖြစ်နေကြပါတယ်ဝန်တာကျူးတယောက်တည်းလည်းမနိုင်မနှင်းဖြစ်နေချိန်မှာပဲတခါမှမလှုပ်ရှားဘူးတဲ့ကျမ်းမယ်လီကရုတ်တရက်ထားလာပါတယ်သူမကဝန်တာကျူးကိုကောက်ရိုးတွေရိတ်လာခိုင်းပြီးမိုးတဲအတွင်းကျမ်းပြင်မှာခင်းခိုင်းလိုက်တယ်ပြီးတော့တဲပေးပက်လဲမှာလေဝင်လေးထွက်ကောင်းပြီးအစိုးတက်ထွက်သွားအောင်ရေမြောင်းတိတ်လေးတွေတူးခိုင်းပါတယ်ရွာသားတွေကတော့ဘာမှမသိပဲနဲ့ရှောက်လုံနေပြန်ပြီးဆိုပြီးထက်လောင်ကြပြန်တာပေါ့ဒါပေမဲ့2ရက်လဲကြာရောခင်းထားတဲ့ကောက်ရိုးတွေကအစိုးတက်ကိုစုပ်ယူသွားပြီးမြောင်းလေးတွေကြောင့်အထက်ကအောင်းနေတဲ့အပူတွေထွက်သွားပါတယ်ကျမ်းမယ်လီရဲ့နီးလန်းကြောင့်သူတို့ရဲ့မှုတွေဟာပုံမသွားတဲ့အပြင်အခြားသူတွေရဲ့မှုထက်2ဆလောက်ပိုပြီးထွားချိုင်းဖြစ်လာပါတယ်ဒီတော့မှရွာသားတွေကကျမ်းမယ်လီဟာအပြင်းထူနေတာမဟုတ်ပဲစိုက်ပျိုးရေးပညာကိုကောင်းကောင်းနားလည်ပြီးအားမဆိုင်ရပဲအကွက်မြင်နဲ့လှုပ်တက်သူဆိုတာကိုသိသွားကြပါတော့တယ်မိုးရီအောင်မြင်စွာရိတ်သိမ်းပြီးချိန်မှာတော့နောက်ထပ်အခက်အခဲတစ်ခုကြုံရပြန်ပါတယ်မြို့ကပွဲစားတွေကတယောက်နဲ့တယောက်လက်ဝါးချင်းရိုက်ပြီးကျမ်းမယ်လီတို့ရဲ့မှုတွေကိုဈေးနှိမ်တာဝယ်မဲ့သူမရှိအောင်ပိတ်ပင်တာတွေလုပ်လာကြပါတယ်သူတို့ကိုဈေးပေါ်နဲ့ရောင်းထုတ်သွားအောင်အကြက်ကင်ကြတာပါဒါပေမဲ့သူတို့မသိတာကတော့ကျမ်းမယ်လီဟာဒီလိုဖြစ်လာမယ်ဆိုတာကိုကြိုတွေးထားပြီးသားပါသူမဟာမြို့ပေါ်ကလက်လက်ဆက်ဆက်ရောင်းချတဲ့ဆိုင်ကြီးတွေရဲ့လိပ်စာကိုအစောကြီးကတည်းကစာပို့ပြီးဆက်သွယ်ထားနေပြီးသားဖြစ်နေပါတယ်
ဒီအကြံစီကိုကျမ်းမယ်လီကဘသူ့ကိုမှကြိုမပြောခဲ့ပါဘူး။သူမကဝန္တာကျူးကိုအရေးသွေးကောင်းတဲ့မိုးတွေကိုအဆင့်တန်းခွဲခြားပြီးတစ်တာတွေနဲ့ထည့်ခိုင်းပါတယ်ပြီးတော့မြို့ပေါ်ကဆိုင်ကြီးတွေစီတိုက်ရိုက်ပို့ခိုင်းပြီးအရင်ရောင်းရမှာပတ်စံရှင်းဆိုင်လာတဲ့ဝယ်သူတွေကိုလည်းအလကားမြေဆန်ခိုင်းလိုက်ဆိုပြီးစီစဉ်လိုက်ပါတယ်။ရွာသားတွေကတော့ဒါဟာတိတ်ဆွန်စားလုံးနဲ့မရောင်းရရင်အကုန်လုံးအရှုံးပေါ်ပြီးပုတ်ကုန်လိမ့်မယ်လို့ထင်ကြတာပေါ့။ဒါပေမဲ့ထင်မှတ်မထားပဲကျမ်းမယ်လီတို့ရဲ့တောမိုးတွေကအသားရမ်းနုပြီးအရသာရှိလုံးလာကြောင်းမြို့ကဝယ်သူတွေကြားမှာခဏလေးနဲ့ရောင်းကုန်သွားပါတယ်။ဆိုင်ရှင်တွေကလည်းသဘောကျလုံးလို့ရေရှည်ဖောက်တဲ့အဖြစ်စာချုပ်ချုပ်လိုက်ရုံတင်မကကျမ်းမယ်လီတို့အိမ်ကမိုးတွေအားလုံးကိုဝယ်ယူပြီးရွာထဲကတခြားသူတွေစီကမိုးတွေကိုပါသူတို့တဆင့်ကူဝယ်ပေးဖို့တောင်းဆိုလာကြပါတယ်။ကျမ်းမယ်လီကလည်းဒီအခွင့်အရေးကိုအသုံးချပြီးတရွာလုံးကိုမိုးဆိုင်နေတင်ပေးကဈေးကွက်ကိုပါသူမကိုယ်တိုင်ထိန်းချုပ်လိုက်ပါတယ်။ဒီတော့မှရွာသားကအေးဟာပွဲစားတွေရဲ့ဈေးနှိမ်တာကိုမခံရတော့ပဲလွတ်မြောက်သွားကြပါတော့တယ်။ဒီအချိန်ကြမှာပဲရွာသားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလှုပ်ဝက်ချက်တစ်ခုကိုတီးလိုက်ရပါတယ်။အရင်ကတောင်ပြိုပြီးရေကြီးတုန်းကဝန္တာကျူးဟာတောင်ပေါ်ကကူတစ်ခုထဲမှာပိတ်မိနေခဲ့ပူပါတယ်။အဲ့ဒီတုန်းကဘသူမှအသက်ဆုံးပြီးသွားမကယ်ရဲကြတဲ့အချိန်မှာအားလုံးကနှာခေါင်းရှုံးခဲ့ကြတဲ့ကျမ်းမယ်လီကပဲမြေပြိုမဲ့အနေရကြားကနေတညလုံးတောင်ပေါ်တက်ပြီးအေးမိတုံရင်နေတဲ့ဝန္တာကျူးကိုကြောပိုးပြီးကယ်ထုတ်လာခဲ့တာပါ။ဝန္တာကျူးဟာဒီကျေးဇူးကိုအမြဲရင်ထဲမှာမှတ်ထားခဲ့တာပါကျမ်းမယ်လီဟာအပြင်ဘက်မှာအပြင်းထူသလိုထင်ရပေမဲ့တကယ်တော့သူမဟာဟန်ဆောင်မှုကင်းပြီးအမျော်အမြင်ရှိသူစိတ်နှလုံးကောင်းသူဆိုတာကိုသူသိနေခဲ့ပါတယ်။ပါဇက်ကအလုပ်လုပ်တယ်ပြောပြီးစိတ်ထဲမှာတွက်ကပ်နေတဲ့သူတွေထက်ကျမ်းမယ်လီကပိုပြီးအားကိုးထိုက်တယ်ဆိုတာသူယုံကြည်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကျမ်းမယ်လီဟာတနေကုန်လဲမနေတော့ပဲတရွာလုံးကိုဥဆောင်ပြီးမိုးဆိုင်ပြိုးရေးနဲ့ဈေးကွက်ရှာဖွေရေးကိုလုပ်ကင်มาတော့တဲ့လူတိုင်းကယွန်ရှာခဲ့တဲ့ရုပ်ဆိုးမပြင်းရေးဘဝကနေတရွာလုံးကိုချမ်းသာအောင်လုပ်ပေးနိုင်တဲ့အဓိကတောက်တိုင်ဖြစ်လာပါတော့တဲ့ဝန္တာကျူးကအလုပ်ကြိုးစားပြီးကျမ်းမယ်လီကအကွက်မြင်နဲ့အကြံပေးရင်းလင်မယားနှစ်ယောက်ဟာတယောက်ကအင်အားဆိုင်တယောက်ကညံဆိုင်ကတာယာပျော်ရွှင်တဲ့ဘဝကိုထူထောင်သွားကြပါတော့တယ်။သူတို့ရဲ့လူနေမှုဘဝဟာတစ်နေ့ထက်တစ်နေ့ပိုမိုတိုးတက်စီကားလာပြီးနောက်မှာတော့ဘသူကမှကျမ်းမယ်လီကိုကြွယ်ရမှာတော့မကဲရဲဝန်းကြတော့ပါဘူးလူတယောက်ကိုအပြင်ပန်းရုပ်ရည်နဲ့လက်ရှိမြင်နေရတဲ့အခြေအနေတစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာကိုဒီဇလန်ကတက်တည်ပြလိုက်တာပါပဲအပြင်းထူသလိုထင်ရပေမဲ့လည်းအတွေးခေါ်ရှိပြီးစိတ်ကောင်းနှလုံးကောင်းရှိကမှန်ကန်တဲ့နီလန်းကိုတည်တဲ့သူဟာဘလို့အခြေအနေမျိုးမှမဆိုတစ်နေ့မှာဘဝကိုအောင်မြင်အောင်တည်ဆောက်နိုင်စမြဲဖြစ်ပါတော့တယ်